သာသနာတော်နှစ်2569ကောဇာတက္ကရာ1389ခုဝါဆိုလာဇန်8ရက်2ရက်9လ2025မန္တလေးမြို့ဥဝင်းမြင့်ဒေါခင်အေဝင်းညီမဖြစ်သူဒေါခင်တန်းထေရွှေမြင့်ကလေးပဲခွဲဆက်မိသားတစုတို့ဓမ္မဒါနပြုသဖြင့်ဟောကြားအပ်သောအရှင်သာရိပုတ္တရာ၏ဘဝနှင့်ဓမ္မအပိုင်း30ခွန်အရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်း30ခွန်မှာဘာပြောပြခြင်းတလဲဆိုတော့ဓမ္မပရထကရာမှာလာတဲ့လာလုဓာယီဝတ္ထုဆိုတာလေးကိုဘုံဘုံတို့ဒီတကပြောပြခြင်းပါတယ်လာလုဓာယီဝတ္ထုမှာသာဝတိမြို့ရဲ့အခြေအနေကိုအဲ့ဒီမှာပြောပြထားတာပါတယ်သာဝတိမြို့မှာလူ9ကလေးနေတဲ့လူဦးရေ9ကလေးမှာ9ကလေးကအရိယာပုဂ္ဂိုလ်တွေဖြစ်ကြတယ်2ကလေးကတော့ပုထုဇဉ်တွေဖြစ်ကြတယ်အဲ့တော့တော်ကောင်းတွေနားလည်ကြည့်လိုက်ပေါ့အရိယာပုဂ္ဂိုလ်နဲ့ပုထုဇဉ်ပုဂ္ဂိုလ်ဘယ်သူကများနေတယ်လဲမေးရင်အရိယာပုဂ္ဂိုလ်သူတော်ကောင်းတွေကများအရိယာပုဂ္ဂိုလ်သူတော်ကောင်းတွေများနေတာဖြစ်တဲ့အတွက်ကြောင့်ကျန်တဲ့ပုထုဇဉ်2ကလေးဟာလည်းပဲအခြားသောပုထုဇဉ်တွေလိုချမ်းချမ်းထန်ထန်ရှိလိမ့်မယ်မဟုတ်ဘူး။ဘာဖြစ်လို့တော့မေးလိုက်တော့ရေများတော့ရေနိုင်ဆိုတဲ့အတိုင်းသူတော်ကောင်းများတော့လည်းပဲပါရမီအလျောက်သောတာပန်သဂရကံမတိကြတော့လည်းပဲအဲ့ဒါပုထုဇဉ်ပေမဲ့လို့သူတော်ကောင်းတတ်ကတော့တော်တော်များများရှိကြလိမ့်မယ်လို့ဒီလိုနားလည်ရလိမ့်မယ်ပေါ့။အရိယာပုဂ္ဂိုလ်တွေနဲ့သူတော်ကောင်းတွေမြင်ရတဲ့သာဝတိမှာမနဲ့ခင်းဆိုသံဃာတော်ရှင်သူများများဆုံးခံကြွတော့သံဃာတော်ရှင်သူမြတ်များရဲ့ခတ်လိုက်တဲ့သင်္ကန်းဟာတစ်မျိုးလုံးကိုသင်္ကန်းရက်နတ်နဲ့သင်္ကန်းကခတ်တဲ့လေနဲ့ဤနေတယ်လို့ဒီလိုစာကပြောတယ်အဲ့ထွက်လာတဲ့သံဃာတွေကိုမြို့သူမြို့သားတွေကပဲစွန့်နေလောင်းကြတယ်အာယုံစွမ်းတွေကတ်ကြတယ်ယာကုစွမ်းတွေကတ်ကြတယ်ဟာကိုနိုင်တာတွေလှူပြီးတော့ထားကြလှူကြတယ်သံဃာတော်တွေကလည်းပဲသာဝတိရဲ့အနီးတစ်ဝိုက်မှာနေတဲ့သံဃာတော်တွေကလည်းမနဲ့ခင်းဆိုမြို့ထဲပဲဆုံးကံဝင်တယ်မြို့ထဲဆုံးကံဝင်ပြီးတော့ဘာလို့တော့မေးလိုက်တော့စွန့်စားဇေယျတွေမှာစွန့်စားပြီးမြတ်စွာဘုရားရှိတဲ့ဇေတဝန်ကျောင်းကိုသွားဘုရားထာကမ္မထံတောင်းပြီးတော့သံဃာတော်ရှင်သူမြတ်တွေကတောကျောင်းတောင်ကျောင်းတွေပြန်သွားပြီးတော့တရားအလုပ်တွေအားထုတ်ကြတယ်မနက်ကဆွန်းလောင်းလူထားတဲ့ဒကာဒကမတွေကညနေချမ်းကာလရောက်ပြီဆိုရင်ပန်းလေးတွေရေချမ်းလေးတွေအဖျော်ရမကလေးတွေလက်ဆွဲပြီးတော့သာဝတိဇေတဝန်ကျောင်းနဲ့တခါလူတွေကရောက်လာကြပြန်တယ်။မှတ်ကြည့်လိုက်မနက်ခင်းဆိုရင်သံဃာတော်တွေကမြို့ထဲရွာထဲဆုံးခံကြွတယ်။ညနေခင်းကျတော့လူပုဂ္ဂိုလ်တွေကကျောင်းထဲသွားပြီးတရားနာကြတယ်။တရားဟောတာကလည်းများသောအားဖြင့်မြတ်စွာဘုရားကပဲဟောတယ်တက္ကရာရှင်သာရိပုတ္တရာရှင်မောဂလန်ရှင်မကတ္တပရှင်အာနန္ဒာစတဲ့မြတ်စွာဘုရားရဲ့တပည့်ကြီးတွေလည်းတလဲစီဟောလေရှိကြတယ်တရက်တော့ရှင်သာရိပုတ္တရာတရားဟောပြီးအရှင်မောဂလန်တရားဟောပြီးတရားနာပြန်လာတဲ့လူပုဂ္ဂိုလ်တွေကကောင်းလိုက်တာအရှင်သာရိပုတ္တရာဟောတာဘလို့ကောင်းတယ်ရှင်မောဂလန်ဟောတာကဘလို့ကောင်းတယ်တဲ့တရားနာပြီးတော့တရားဟောပုဂ္ဂိုလ်ကိုချီးမွမ်းကံဖွင့်ပြီးတော့ပြန်လာကြတယ်လူပုဂ္ဂိုလ်တွေချီးမွမ်းနေတဲ့အတန်ကိုဥရာယီဆိုတဲ့မထေကကြားတယ်ဥရာယီဆိုတာကဥစဉ်တို့မြတ်စွာဘုရားနဲ့ဖွားဘက်တော်ဖြစ်တဲ့ကာလုဓာယီသူမဟုတ်ဘူးနောက်တကမဟာဥရာယီဆိုတာရှိသေးတယ်မဟာဥရာယီသူလည်းမဟုတ်ဘူးသူကသာဂီဝေမင်းမျိုးကယဟန်ဖြစ်တယ်အခုလာလုဓာယီဆိုတာကမကောင်းတဲ့ဘက်မှာသူကအလွန်ကြော်ကြားတယ်အဲ့ဒီလာလုဓာယီမထေကသူတရားဟောတာကြမချီးကျူးကြဘူးတဲ့အရှင်သာရိပုတ္တရာနဲ့အရှင်မောဂလန်တို့ကြချီးမွမ်းလိုက်ကြတာလူတွေမျက်နှာလိုက်တယ်ပေါ့ဒီလိုမျိုးသူကပြောတော့လူတွေကအော်ဒီဘုန်းကြီးလည်းတရားဟောတာထင်တယ်နောက်နေ့ကျပန်းလေးရေချမ်းလေးလက်ဆွဲပြီးအဲ့ဒီဘုန်းကြီးကြောင့်သွားတယ်ရှင်ဘုရားတပည့်တော်တို့ကိုတရားဟောပါဗျာတပည့်တော်တို့ရှင်ဘုရားတန်တရားနာမလို့လာတယ်
အဲ့ဒီမှာရက်တောင်ကြီးရက်ခတ်ပြီးတော့အချိန်မကြာသေးလို့နဲ့စောင့်နေလိုက်တာ तू မဟောဘူးတော်တော်လေးကြာတော့လူတွေကပြောတယ်ဗန္ဒေရှင်ဘုရားနောအာမကဘုရားတပည့်တော်တို့အာဓမ္မတေသေးထတရားဟောတော်မူပါဘုရားအရှင်ဘုရားတပည့်တော်တို့ကိုတရားဟောပါလို့လျှောက်တော့ဟာငါမအားသေးဘူးကွာတဲ့ငါပဋ္ဌာန်းရွတ်เสียရှိပဋ္ဌာန်းရွတ်ပြီးအောင်စောင့်မြန်တော့ဟာငါပေးရွတ်เสียရှိတယ်ငါဘာရွတ်အောင်မယ်နဲ့ဟန်ကြီးပြပြီးတော့မဟောဘဲနဲ့ရှောင်ထွက်သွားတယ်ဘယ်ဘုန်းကြီးဟောလိမ့်မယ်ဘယ်ဘုန်းကြီးဟောလိမ့်မယ်ငါမအားသေးဘူးငါမအားသေးဘူးအလုတ်ချုပ်ခြင်းအောင်ဆောင်းနေပေါ့အဲ့တော့တက္ကရာတွေကလည်းသူမြတ်တရားချီးမွမ်းတော့ तू ကကဲ့ရဲ့ထားတာဆိုတော့သူစရာကိုနာကျင်လို့ကိုတက်လာတော့ तू ကမဟောဘူးပုထုဇဉ်သဘာဝဒီဘုန်းကြီးရဲ့စိတ်ဓာတ်သိမကြိုက်ကြတော့ဘူးဒီလိုဖြစ်လာတယ်ပေါ့လေးချိန်တိုင်တောင်းဆိုတယ်တဲ့အရှင်ဘုရားဟောပါဗန္ဒေနောဓမ္မံဒေသေထဗန္ဒေနောဓမ္မံဒေသေထလေးချိန်တိုင်တောင်းဆိုလို့မရတော့ဘာဖြစ်တော့မေးရတော့တို့ကအရှင်သာရိပုတ္တရာကြီးတရားဟောကောင်းလို့ချီးမွမ်းတာတို့ချီးမွမ်းတော့သူကတို့ကိုမျက်နှာလိုက်သလေးပါလေးနဲ့သူတရားနာခြင်းလို့ဟောပါဆိုတော့မဟောဘူးဆိုပြီးအဲ့ဒီမှာလူတွေကဒေါသထွက်ပြီးကဲရှင်ဘုရားတော့ဒီတိုင်းတော့လွတ်မပေးနိုင်ဘူးဆိုလိုက်ကြတာခဲနဲ့လိုက်ထုတယ်ပြေးလိုက်တာလာလူတာကြီးမထေပြေးလိုက်တာပြေးရင်နဲ့မစင်တွင်းနဲ့ကြားတယ်ဒီအကြောင်းအရာတွေကိုပြိဿကြီးဒီသတင်းစကားတွေဘုရားထံရောက်သွားဘုရားလျှောက်လို့ဘုရားသိသွားတဲ့အခါဘုရားကအဲ့ဒီမှာပြောတယ်အသေဇာယမလာမန္တာဩဌာနမလာဂရာမလံဝဏတ္တကောတိဇံဗမာရောရခတော်မလံအညစ်ကြီးလီမျိုးပြောင်းကိုဘုရားပြောတယ်အသေဇာယမလာမန္တာအသေဇာယရွတ်ဆိုခြင်းမရှိတဲ့အတွက်တာကြောင့်မန္တာဂံရထားတဲ့ဂါထာမန္တရားတို့သည်မလာအညစ်ကြေးတွေဖြစ်သွားတယ်ညစ်ကြေးတွေတက်လာတယ်အသေဇာယမလာမန္တာရထားတဲ့ဂါထာဘုတ်တွေမရွတ်ဘူးဆိုရင်မေ့တတ်တယ်ဘုရားဒါပြောတာအနုဋ္ဌာဏမလာဂရာတဲ့အိမ်ကောင်းကောင်းကြီးတော့စောက်ထားတယ်အနုဋ္ဌာဏထကြွလုံးလာဝရိယမရှိဘူးဆိုရင်မလန်အဲ့ဒီအိမ်ကြီးဟာညစ်ပတ်တယ်မလံဝဏ္ဏကောတိဇံဝဏ္ဏအစင်းယုတ်တဏကောင်းတော်လဲပဲကောတိဇံပြင်းရည်တဲ့ပုဂ္ဂိုလ်မှာမလံအညစ်ကြေးတွေဖြစ်လာတတ်တယ်ကောတိဇံမလံဝဏ္ဏကောတိဇံယုတ်အစင်းလှတော်လဲပဲပြင်းရည်တဲ့ပုဂ္ဂိုလ်တွေယုတ်အစင်းဟာအညစ်ကြေးတွေတက်တယ်တဲ့ဗမာရောရခတော်မလံစောင့်ရှောက်ခြင်းကင်းတဲ့စောင့်ရှောက်ခြင်းလိုလားခြင်းစောင့်ရှောက်ခြင်းရှိတဲ့ပုဂ္ဂိုလ်မှာဗမာတော့မေ့လျော်တဲ့ပုဂ္ဂိုလ်ဒီမလန်းအညစ်ကြေးပဲအညစ်ကြေးလေးမျိုးဘုရားဟောအသေဇာယမလမန္တာတဲ့သူတော်ကောင်းတို့ရထားတဲ့စာလေးရွတ်ဆိုခြင်းကင်းလာပြီဆိုရင်အဲ့ဒီစာဘာဖြစ်တုံမေ့လိုက်တော့အဲ့ဒါအညစ်ကြေးပဲအညစ်ကြေးဆိုတော့မေ့တယ်ပြောတာမေတ္တာတုံးလေးကြက်ထားမရွတ်ဖက်နဲ့ပြစ်ထားကြည့်အဲ့ဒီမေတ္တာတုံးဘယ်လောက်လွယ်လွယ်ပြောပြိဋိဒိကြားရင်မရဘူးရသည့်တိုင်အောင်ဖြောင်းဖြောင်းတန်းတန်းမရဘူးဖြောင်းဖြောင်းတန်းတန်းရသည့်တိုင်အောင်မှန်မှန်ကန်ကန်မဟုတ်ချင်တော့ဘူးဒီလိုဖြစ်တယ်အဲကြောင့်ရထားတဲ့ဂါထာလေးတွေကိုမမေ့ကျင်ဘူးဆိုတဲ့ဆက်ပေးရတယ်ဆိုလိုတာကလာလူဓာကြီးမထေသည်စာတွေကြက်ကောင်းကြက်ဖူးရင်ကြက်ဖူးမယ်ပေါ့ရွတ်ဆိုနေခြင်းအလျင်းမရှိတော့ဘာဖြစ်တော့မေးတော့မေးပြီးတော့ဘာဟောမှမသိလို့သူထွက်ပြေးတာလည်းဖြစ်ကောင်းဖြစ်မယ်နောက်တကအနုဋ္ဌာဏမလာဂရာတဲ့အိမ်ကြီးအိမ်ကောင်းကြီးစောင့်ကျင်နိုင်စောင့်တန်ရှင်းလို့ဖို့တလုံးလဝရိယမရှိဘူးဆိုရင်အဲ့ဒီအိမ်ကြီးကညစ်ပတ်သွားတော့တာအိမ်ကောင်းတော်လည်းပဲလူလုံးလဝရိယမရှိညစ်ပတ်တယ်ပေါ့ဘုရားဒါပြောတာနောက်တကမလံဝဏတ္တကောသစ္စာဘဝတန္တရာကျိုးပေးကြောင့်ရုပ်ဘလောက်ပဲလှလာပြင်းရတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီရုပ်လှခြင်းအတွက်ညစ်ကြေးတွေဖြစ်လာတယ်ပြင်းပြီဆိုရင်တော်ကောင်းတယ်မနဲ့မိုးလင်းလို့မျက်နှာမသိချင်ဘူးဆိုရုပ်ဘလောက်လှလာကြည့်လို့မကောင်းဘူး
ဟာမျိုးသမီးတွေဆိုလည်းကိုယ်ကောင်းလေးကိုမှတန်ရှင်းမလုပ်ချင်ဘူးပြင်းနေဆိုရင်အဲ့ဒီခေါင်းကြီးကညစ်တိညစ်ပတ်သုတ်တိစုပ်ဖွားကြီးကြည့်လို့မကောင်းလေချမ်းသာလို့အင်ကြီးကိုစားပေါ်တော်လဲပဲဟာတခါတည်းညစ်တိညစ်ပတ်နဲ့မလဲပဲနဲ့ထားရဲ့အဲ့ဒီရုပ်အလှကလည်းရုပ်မလှတော့အဲ့တော့ပြင်းလာပြီဆိုရင်ယူတယောက်ရဲ့ရုပ်ဟာလည်းပျက်စီးသွားတော့တယ်အညစ်အကြေးတွေတက်လာတော့တဲ့ဘုရားကနောက်တကရက်ခါတော့စောင့်ရှောက်ခြင်းတဲ့ပုဂ္ဂိုလ်မှာပမာတော့မေ့သွားပြီဆိုရင်မလန့်အညစ်အကြေးပဲတဲ့အဲ့တော့မမေ့အောင်ပြိဿဘာလို့ရမလဲမေ့တတိအမြဲတမ်းဆောင်းရမယ်ဘုရားဒါပြောတာအဲ့တော့ရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်း30ခွန်မှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဥစဉ်တို့အတွက်သူတော်ကောင်းတို့အတွက်အညစ်အကြေး၄မျိုးကိုပြောပြပါတယ်ဗျာအသစ္စာယမလာမန္တာကိုရထားတဲ့စာလေးမမေ့ခြင်းဘူးဆိုရင်အမြဲတမ်းရွတ်ဖတ်တဲ့ဆယ်ဖို့ရွတ်ဖတ်တဲ့ဆယ်ပြီးနေအပ်ဖို့လိုတယ်လို့ဒီလိုနားလည်ကြပါနောက်တကကိုယ်နေရာလေးကိုတန်တန်ရှင်းရှင်းဖြစ်ချင်တယ်ဆိုရင်လည်းပဲလုံလဝရိယရှိဖို့လိုအပ်တယ်လို့ဒီလိုနားလည်ကြပါဟာကိုယ့်ရဲ့ရုပ်အစင်းလေးလှပခြင်းတင့်တယ်ခြင်းတွေနဲ့ပြည့်စုံခြင်းနဲ့ဆိုရင်တော့မပြင်းဖို့လိုအပ်တယ်လို့ဒီလိုနားလည်ကြပါနောက်တကကိုယ့်ဘဝကိုတတိနဲ့ထိန်းချောင်းခြင်းနဲ့ဆိုရင်ကိုယ့်ဘဝကိုစောင့်ရှောက်ခြင်းနဲ့ထိန်းသိမ်းခြင်းနဲ့ဆိုရင်လည်းတတိမလွတ်ဖို့လိုအပ်တယ်လို့ဒီလိုနားလည်ကြပါဤကဲ့သို့ဓမ္မသည်အလုံးကိုယ်သည်ရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာလျှောက်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း